သူများကိုယ်ကိုဘာပြောအဲ့ဒါကိုစဉ်းစားမနေနဲ့စဉ်းကျင်မနေနဲ့နော်ကိုကောင်းတဲ့ရထုတ်နေအောင်ကြိုးစားရမယ်ပေါ့ဆက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကပရိသံသူတစ်ပါးတို့ဤကတကတံပြုအပ်သောအမှုမပြုအပ်သောအမှုတို့ကိုနာအဝခေယအလုတ်တစ်ခုဂယုပြု၍ကြီးရှုဆင်ခြင်၍မနေရဒါလေးကြတော့ဓာတ်ရိုက်ပြောတာနော်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုတ်တစ်ခုကြီးတို့လုပ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မနေတဲ့ဟုတ်လားသူများဆိုတာဒီနေရာမှာကိုယ်ဟာလွဲရင်သူများပဲဆိုတာကိုလည်းပဲရိုးရှင်းရှင်းနားလည်ဖို့လိုတယ်နော်သူများလို့ပြောတဲ့အခါကိုယ့်အိမ်ကလူတွေမပါဘူးလို့ထင်ပါဆိုလို့တကယ်တမ်းကိုယ့်အိမ်ကလူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ကြရတာအနည်းဆုံးလူကကိုယ့်ကိုအရှို့နိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုယ်ဟာလွဲရင်သူများပဲအဓိကသူများကကိုယ်ဘေးကလူတွေကပို့ပြီးတော့သူများပဲလို့နားလည်ဖို့လိုနော်တရဏဂုံဂုံတော်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နည်းလေးကိုမျှဝေပေးပါမယ်တရဏဂုံဂုံတော်ပဋ္ဌာန်းအစွမ်းကတော့အမခမ်းပါပဲအဲ့တော့ကိုကအောင်မြင်ခြင်းနဲ့နောက်တစ်ခါကိုစိတ်တွေတည်ငြိမ်ခြင်းနဲ့အောင်မြင်ခြင်းနဲ့လုံးသမျှကိုင်းသမျှအရာအောင်မြင်ခြင်းနဲ့ပေါ့နော်အစစအရာရာအောင်မြင်ခြင်းနဲ့ဆိုရင်တော့ဒီတရဏဂုံဂုံတော်ပဋ္ဌာန်းပတိကိုစိတ်ဖို့တိုက်တွန်းလိုပါတယ်တရဏဂုံဂုံတော်ပဋ္ဌာန်းဆိုရဲကတရဏဂုံ3ပါဘုရားကုံတော်9ပါပဋ္ဌာန်း24ပစ္စည်းပေါ့နော်ဒါလေးကိုရွတ်ဖတ်ပူဇော်ပြပါမယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိရဟံတမ္မတံဗုဒ္ဓောဝိဇ္ဇာစရဏတမ္မံနောသူကေတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္တာဒေဝမနုဿာနံဗုဒ္ဓောဘေကဝါဟေတုပိစယောအာရမဏပိစယောဒီပရိပိစယောအနန္တရာပိစယောတမနန္တရာပိစယောတဟဇာတာပိစယောအညမညပိစယောနေတယပိစယောဥပနိတယ